အလင်းပြောက်သောမြို့ပြ၏နောက်ဆုံးသူရဲကောင်းနည်းပညာအမှောင်ထူလွှမ်းမိုးထားသောအနာဂတ်မြို့တော်ကြီးတွင်မိုးရွာနေသည်မီးခိုးရောင်မိုးဆက်များသည်ညီယွန်မီးရောင်ဆုံများကြားတွင်တစ်ဖြတ်ဖြတ်လဲနေကြ၏မီးဟင်းသည်မြို့ပြ၏အမြင့်ဆုံးအဆောက်အအုံတစ်ခုပေါ်တွင်တစ်ဦးတည်းထိုင်နေသည်သူ၏ဆက်ရုပ်လက်တုသည်အာနိစွာဖြင့်တုံရင်းနေပြီးသူ့နှလုံးသားထဲတွင်လည်းအထီးကျန်မှုဝေဒနာကကြီးစိုးနေသည်သူသည်တစ်ချိန်ကမြို့တော်ကိုကာကွယ်ခဲ့သောသူရဲကောင်းဖြစ်တော်လဲယခုမူအမေ့ရောက်ခံတစ်ဦးသာဖြစ်သည်မြို့တော်၏လမ်းမများပေါ်တွင်လူတို့သည်ဆက်ရုပ်မျက်လုံးများ၏စောင့်ကြည့်မှုကိုကြောက်ရွံ့စွာဖြင့်သွားလာနေကြသည်ကောင်းကင်တွင်ပြန်သန်းနေသောဆက်ရုပ်ကင်းလျက်ရည်များကအနိယာအလင်းတန်းများဖြင့်လူတိုင်းကိုစစ်ဆေးနေသည်လုံခြုံရေးရဲသားတစ်ဦးသည်အပြစ်မဲ့သောလမ်းသွားလမ်းလာတစ်ဦးကိုတားဆီးကဆက်ကင်းရများဖြင့်စစ်ဆေးမေးမြန်းနေပြီးမြို့သားတို့၏လူလက်ခွင့်သည်ဤပညာအောက်တွင်ပျောက်ကွယ်နေပြီဖြစ်သည်မိဟင်းသည်သူ၏အတိတ်ကိုပြန်လဲတတိယမိသည်သူချစ်ရသောနဒီသည်တစ်ချိန်ကသူ့အနားတွင်ရှိခဲ့ဘူးသည်သူတို့တဦးသည်မြို့ပြ၏ဖိနှိပ်မှုကိုအတူတူတိုက်ဖျက်ရန်ကတိပြုခဲ့ကြတော်လဲယခုမူနဒီသည်ပုံရိပ်ရာဆက်ကွင်းတစ်ခုအတွင်းတိုက်တာအသက်မဲ့စွာဖြင့်ခြံရစ်တော်သည်မိဟင်းသည်နဒီ၏ပုံရိပ်ရာကလေးကိုထိတွေ့ရန်ကြိုးစားတော်လဲသူ၏လက်သည်လေတုထဲတွင်သာဖြတ်တန်းသွားခဲ့သည်လမ်းကြားလေးတစ်ခုအတွင်းတွင်မိဟင်းသည်ထုံးဆိုသောကောင်လေးတစ်ဦးတင်ဆိုမိသည်ထုံးသည့်ဆက်ရုပ်ကင်းလျက်ရည်များထံမှပုံကွယ်နေခြင်းဖြစ်သည်ထိုကောင်လေး၏မျက်လုံးထဲတွင်ကြောက်ရွံ့မှုများရှိနေတော်လဲမျောလင်းချက်အလေးအဆက်အပြောက်ကလေးကိုမိဟင်းမြင်လိုက်ရသည်ထုံးသည့်ပျက်စီးနေသောဆက်ရုပ်အစိတ်အပိုင်းအချို့ကိုပွေ့ပိုက်ထားပြီးသူ့ကိုကဲတင်ရန်တောင်းဆိုနေတဲ့ကဲ့သို့ရှိသည်ရုတ်တရက်အနက်ရောင်လုံခြုံရေးဆက်ရုပ်တစ်ရုပ်သည်သူတို့ရှိရာသို့ရောက်ရှိလာသည်ထိုဆက်ရုပ်သည်ထုံးကိုဖမ်းဆီးရန်ကြိုးစားတော်လဲမိဟင်းကကြားထဲကခုခံလိုက်သည်မိဟင်း၏ဆက်ရုပ်လက်သည်အပြန်ပြစ်လာတဲ့ကဲ့သို့တောက်ပသွားပြီးဆက်ရုပ်ကိုပြစ်ထန်စွာရိုက်ချလိုက်သည်အတိတ်ကသူရဲကောင်းစိတ်ဓာတ်သည်သူ့အတွင်းတိုက်ပြန်လဲနိုးထလာပြီးဖြစ်သည်ဦးလေးကသူရဲကောင်းလားဟူထုံးကတိုးတိုးလေးမေးလိုက်သည်မိဟင်းသည်ထိုစကားကြောင့်တုန်ထုတ်သွားသည်သူသည်မိမိကိုယ်သူရဲကောင်းဟုမသတ်မှတ်တော့သည်မှကြာပြီးဖြစ်သည်သို့တော့ထိုး၏စုပ်ပြတ်နေသောအဝတ်အစားများကိုကြည့်ရင်ဤကလေးငယ်၏အနာဂတ်အတွက်သူတစ်ခုခုလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်သူသည်ထိုးကိုကာကွယ်ပေးရင်းမြို့လေရှိဗဟုထိန်းချုပ်ရေးမျိုးစင်စီသို့ဦးတည်ထွက်ခွာလာခဲ့သည်မြို့တော်ကိုအုပ်ချုပ်နေသောအုပ်စိုးဆိုသူသည်ဗဟုမျိုးစင်မှနေ၍အရာအလုံးကိုထိန်းချုပ်နေသည်သူသည်လူသားတို့၏စိတ်ခံစားချက်များကိုနည်းပညာဖြင့်ဖျက်ဆီးပြရန်ကြံစည်နေသူဖြစ်သည်အုပ်စိုးသည်သူ၏မျက်မှန်နှင့်နောက်ွယ်မှနေ၍မင်းဟင်း၏လှုပ်ရှားမှုများကိုစောင့်ကြည့်နေပြီးသူ့ကိုတင်နည်းရန်အမိန့်ပေးလိုက်သည်မင်းဟင်းသည်ဗဟုမျိုးစင်အတွင်းသို့အရှိန်အဟုန်ဖြင့်ပြေးဝင်သွားသည်သူ၏နောက်တွင်လုံခြုံရေးစနစ်များကလိုက်လံတိုက်ခိုက်နေတော်လဲသူသည်မြည်သည့်အရာကိုများမကြောက်တော့ပေသူသည်လေထဲတွင်ခုန်ပြန်၍ပြန်သန်းနေသောစက်ကိရိယာများကိုသူ၏ဓာတ်ဖြင့်ခုတ်ပိုင်းဖျက်ဆီးလိုက်သည်မြို့ပြ၏မိရောင်ဆောင်များသည်သူ၏လှုပ်ရှားမှုများနှင့်အတူဝေဝါးသွားသည်မျိုးစင်ထစ်တွင်မင်းဟင်းနှင့်အုပ်စိုးတို့မျက်နှာချင်းဆိုင်တွေ့ကြသည်အုပ်စိုးသည်အစင်းမြင့်ဆက်ရုပ်လက်နက်များကိုအသုံးပြု၍မင်းဟင်းကိုတိုက်ခိုက်သည်တိုက်ပွဲသည်ပြင်းထန်လွန်းလာသည်မင်းဟင်းသည်တန်ရာများရနေတော်လဲနဒီ၏ပုံရိပ်ပြထိုး၏မျက်လုံးများကိုတတိယကနောက်မဆုတ်ဘဲတိုက်ခိုက်သည်နောက်ဆုံးတွင်မင်းဟင်းသည်ဗဟုထိန်းချုပ်ရေးဆက်ကိုဖျက်ဆီးရန်သူ၏ဆက်ရုပ်လက်တုကိုစတေးလိုက်သည်သူသည်ဆက်ကြီး၏အဓိကအစိတ်အပိုင်းအတွင်းသို့သူ၏လက်ကိုထိုးထည့်လိုက်ပြီးလက်စစ်တိုင်းများကိုဖောက်ခွဲလိုက်သည်တောက်ပသောအဖြူရောင်အလင်းတန်းကြီးသည်မျောစင်တစ်ခုလုံးမှနေ၍မြို့တော်အတန်းပြန်တန်သွားသည်အလင်းတန်းများငြိမ်သက်သွားသောအခါမြို့တော်၏ဖိနှိပ်ချုပ်ချယ်မှုစနစ်များအလုံးရပ်တန့်သွားသည်မိဟင်းသည်မျောစင်အောက်ခြေသို့ပြန်ရောက်လာသည်သူ၏ဆက်ရုပ်လက်သည်ပျက်စီးသွားပြီးဖြစ်တော်လဲသူ၏မျက်နှာတွင်ငြင်းချမ်းမှုရှိနေသည်ထုံးသည်ပြေးလာပြီးမိဟင်းကိုဖတ်ထားလိုက်သည်မြို့သားများလည်းသူတို့၏အိမ်တကားများကိုဖွင့်ကာအပြင်သို့ထွက်လာကြသည်တစ်ပေါင်းများစွာအမောက်ဖုံးခဲ့သောမြို့တော်တွင်ပထမဆုံးအကြိမ်အဖြစ်နေရောင်ကြီးသည့်တင်တိုက်များကြားမှထိုးထွက်လာသည်မိဟင်းသည်သူရဲကောင်းဝတ်စုံကိုချွတ်ပစ်လိုက်ပြီးထုံးတဲ့အတူလူအုပ်ထဲသို့တိုးဝင်သွားသည်သူသည်အထီးကျန်သူရဲကောင်းမဟုတ်တော့ဘဲအသစ်ပြန်လည်နှုတ်ထလာသောကဘာကြီး၏အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီးဖြစ်သည်